တို့များတို့သိတဲ့အတိုင်းပဲဒီနေ့ဧပြီလ21ရက်နေ့တနင်္လာနေ့မြန်မာစံတော်ချိန်မွန်းလွဲ12:05မှာပြန်တော်မူခဲ့ပါတယ်ဆိုဆေးရုံကဆင်းလာပြီးတော့ပြန်ကောင်းလာမယ်လို့မျှော်လင့်နေတော့မထင်မှတ်ဘဲနဲ့ပြန်လွန်သွားတဲ့တခြင်းကိုကြားတဲ့အခါမှာအံ့ဩပြီးတော့ကက်သလစ်များတာမကဘဲနဲ့တကဘာလုံးကနေပြီးတော့ဝမ်းနဲ့ကြီးကွယ်ဖြစ်ရပါတယ်နောက်ယမင်းရှိသူတို့များဟာ2019နှစ်မှာမြန်မာပြည်ကိုရောက်ခဲ့တဲ့စပြီးတဲ့နောက်ဆရာတော်တို့တိုင်းပြည်ဟာသူ့ရဲ့နှလုံးသားထဲမှာအမြဲပဲရှိနေတယ်မပြန်ခင်လွန်ခဲ့တဲ့တရက်ကအထိမနေ့ကပဲကျွန်တော်ရဲ့တိုင်းပြည်အတွက်ဆူတောင်းပေးခဲ့တာလည်းပဲကျွန်တော်ကြားကြတယ်အခုလိုချိန်မှာမြန်မာပြည်ကိုမမေ့ထားဘဲနဲ့ကူညီပေးဖို့ရန်အတွက်သခိုင်းမြင်ကလေးတင့်တဲ့လူတွေကိုကူညီပေးကြဖို့ရန်အတွက်သူမိန့်မာခဲ့တယ်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့အလုပ်သမားတွေကိုလည်းပဲကျေးဇူးတင်တယ်တိုင်းပြည်အတိဒုက္ခရောက်နေကြတဲ့အချိန်မှာအပြစ်ခတ်ရဆဲဖို့ရအတွက်တောင်းဆိုပြီးတော့ရှိနေတာလဲမြန်မာပြည်အတွက်မျှော်လင့်စရာဖြစ်တယ်ဒါကြောင့်မို့ဒီလိုမျိုးရမင်းကြီးရုတ်တရက်ပြန်လွန်တော်မူခြင်းဟာကျွန်တော်တို့အတွက်ဆိုလို့ရှိရင်အတိပဲဝမ်းနေကြပါတယ်အဲကြောင့်မို့ရမင်းကြီးဖရန်စစ်ရှင်သူတော်မြတ်ရဲ့12နှစ်တာတက်တမ်းမှာငင်းချမ်းရေးအတွက်ပဲဖြစ်ပါတယ်အပြန်လုံခင်ပြည့်မှာမိမာခဲ့သလိုလူတက်တမ်းတစ်ခုလုံးပြောခဲ့တဲ့ကြိုးစားခဲ့တဲ့ဟာကိုထပ်ပြီးတော့ညီကုန်းချုပ်တဲ့အနေနဲ့ပဲသူကပြောခဲ့တယ်။ကမ္ဘာလုံးကနိုင်ငံခေါင်းဆောင်တွေအတွက်ပဲဖြစ်ပါတယ်။ To lay down arms and turn to dialogue ပေါ့နော်။လက်နက်တွေကိုချပြီးတဲ့နောက်အချင်းချင်းတဟဆတဖြစ်ဖို့ရအတွက်ဆွေးနွေးကြပါလို့ယာမင်းကြီးကနောက်ဆုံးအနေနဲ့မှာခဲ့တယ်ပြောခဲ့တယ်။အဲဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ဒီလိုမျိုးတစ်ကမ္ဘာလုံးအတွက်လူမျိုးမရွေးဘာသာမရွေးပေါ့နော်အထူးသဖြင့်မရှိစည်းရဲသားတွေအဝေးရောက်နေတဲ့စကားပြောခွင့်မရှိတဲ့အတန်မဲ့ဖြစ်နေတဲ့သူတွေအတွက်အတန်ပြုလုပ်ပေးတယ်ဆိုတာယာမင်းကြီးတစ်ပါးအနေနဲ့ကျွန်တော်တို့အနေနဲ့ကက်သလစ်တွေမကဘဲနဲ့တကဘာလုံးအနေနဲ့ကဘာလုံးကရှိတဲ့ခေါင်းဆောင်တွေအားလုံးအနေနဲ့အထူးပဲဝမ်းနဲ့ကြည်ကွဲပြီးတဲ့နောက်ဒီလိုမျိုးပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတာရခဲ့တယ်ဆိုတဲ့ဟာကိုလည်းပဲဆရာတော်အနေနဲ့ပြောချင်တယ်ပေါ့နော်ကက်သလစ်အသင်းတော်အနေနဲ့ကောမြန်မာပြည်သူပြည်သားအနေနဲ့ကောဆရာတော်အနေနဲ့ပြောချင်ပါတယ်2019ခုကဒီနိုဝင်ဘာလမှာသူသတင်းသုံးသွားခဲ့တဲ့အခန်းထဲမှာပဲအခုတည်းအောင်သူအခန်းကိုအဲ့တိုင်းပဲသူရဲ့အခန်းနဲ့အိယာခန်းတွေအဲ့လိုထားခဲ့အဲ့အခန်းထဲမှာကျွန်တော်တို့ခဏစုပြီးတော့ဒီမှာအနီးနားမှာရှိတဲ့လူအားလုံးတော့ဆူတောင်းခဲ့ကြတယ်ဆူတောင်းခဲ့ပြီးတဲ့နောက်ယာမင်းကြီးပြန်လွန်တော်မူတဲ့ဝမ်းနဲ့တဲ့ဆိုတဲ့ဒီ condolences တွေကိုရေးဖို့ရန်အတွက် ledger စာအုပ်ကိုလည်းပဲဒီစိတ်မေရီကတိဒရမှာထားပြီးတဲ့နောက်လူတိုင်းပေါ့နော်ဒါပြီးတဲ့နောက်ဆိုင်းထိုးဖို့ရန်တဲ့လက်မှတ်ထိုးဖို့ရန်အတွက်လည်းပဲအခုပြင်ဆင်ထားပါတယ်ဒီအပြင်ယာမင်းကြီးရဲ့ရုံးပေါ့နော်ဒီမြန်မာရန်ကုန်မှာရှိတဲ့လူစီချာမှာလည်းပဲအဲ့ဒီမှာရှိတဲ့တာအမတ်တွေလာပြီးတဲ့နောက်လူကြီးလာပြီးတဲ့နောက်ရင်းနိုင်ဖို့ရန်အတွက်လည်းပဲကျွန်တော်ပြင်ဆင်ထားတယ်ဒီအပြင်မနေ့ကညနေ9:00နာရီမှာကျွန်တော်ကက်သလစ်အသင်းတော်မှာရှိတဲ့ဆရာတော်များယဟန်တော်များဗာရတ်များအားလုံးစုယုံပြီးတဲ့နောက်ညနေမနေ့ပြန်9:00နာရီမှာမစ္စတရားပူဇော်ခြင်းဆုတောင်းပွဲခြင်းအခမ်းအနားရှိပါတယ်ဘယ်သူလူမျိုးမရွေးဘာသာမရွေးပေါ့လာပြီးတဲ့နောက်လက်မှတ်ထိုးနိုင်တယ်ကိုပြောခြင်းဆိုခြင်းနဲ့ condolences စကားလေးတွေပေါ့နော်ရေးသားလို့ရေးမှတ်လို့ရပါတယ်လို့သူတို့အနေနဲ့အစဉ်သင်းလုပ်ထားပါတယ်ယာမင်းကြီးရဲ့ဒီသူရဲ့ပြောတဲ့စကားတွေပေါ်မှာပဲမူတည်ပြီးတော့ဆရာတော်ကတော့အမြဲပဲဒီဩဝါဒပေးတဲ့အခါမှာဆုံးမတဲ့အခါမှာဒီပွဲတိုင်းပဲဖြစ်နေတနုကနေပဲဖြစ်နေတို့တို့ဟာငင်းချမ်းရေးကိုဆောင်ရွက်ပေးကြဖို့ရန်အတွက်ဘယ်ဘက်ကမှအပြစ်တင်တယ်လို့လည်းမဆိုလို့ပဲယာမင်းကြီးစကားအတိုင်းပဲအတူတူတာဟာဇာတာဖြစ်ဖို့အတွက်ဆွေးနွေးကြဖို့လက်နက်တွေကိုချပြီးတဲ့နောက်မရှိဆဲရတဲ့လူတွေအတွက်ဒီ humanitarian needs တွေအတွက်ဝိုင်းဝန်းပြီးတော့ကူညီကြဖို့ရတဲ့ပြောသလိုပေါ့နော်ဆရာတို့လည်းပဲဒီလူတိုင်းဘသူ့မှလည်းပဲလူတွေကိုယ့်ရဲ့နှလုံးတကားကိုပိတ်ဆို့ပြီးတော့မထားဘဲလူတိုင်းကိုလက်ခံပြီးတဲ့နောက်အဓိကပြောတာကလက်နက်တွေပုံများစေမယ်လက်နက်နဲ့ငင်းချရေးလှုပ်လို့မရဘူးငင်းအတူတူဆွေးနွေးကြဖို့လုပ်ဖို့ရတဲ့အဲ့ဒါပဲအရေးကြီးပါတယ်ဆိုပြီးတော့ဆရာတော်တို့ကအမြဲပဲယာမင်းကြီးအတန်ပဲပြန်ပြီးတော့ပဲ့တင်ထပ်ပြီးတဲ့နောက်အမြဲပဲပြောနေတာ2 နှစ် 3 နှစ်ကိုရှိပါပြီအဲ့ဒါမှဒါပေမဲ့ပေါ့နော်အခုထိအောင်တော့
မြန်မာပြည်ရဲ့အခြေအနေကတော့နော်ဇဝေဇဝါဖြစ်နေတဲ့အခါလေးချက်ဒါပေမဲ့ဆရာတော်ဘက်ကတော့ပေါ့အမြဲပဲဒီငင်းချမ်းရေးနဲ့စောက်တည်ကြဖို့ရန်အတွက်ပဲအမြဲပဲပြောနေစေဖြစ်ပါတယ်အဓိကကတော့ဒီကမ္ဘာလုံးမှာရှိတဲ့ကာဒီနယ်တွေပေါ့နော်200ကျော်250လောက်တော့ရှိတယ်ပေါ့200အားလုံးဒါပေမဲ့ယာမင်းကြီးရွေးပိုင်ခွင့်ရှိတာတော့126ပါးကာဒီနယ်တွေရှိတယ်ပေါ့ဆိုယာမင်းကြီးရဲ့ဇာပနာပြီးပြီဆိုလို့ရှိရင်ကာဒီနယ်တွေစုယုံပြီးတဲ့နောက်အဲ့ဒီမှာစပြီးတဲ့နောက်ယာမင်းရွေးဖို့ရန်အတွက်စီစဉ်တော့မှာနော်ဘလောက်ကြာမလဲဆိုတာတော့ပြောလို့တော့ခက်တယ်ပေါ့တခါလေကျတော့ချို့ယာမင်းကြီးတိုင်းမှာဒီယာမင်းကြီး Francis တို့ဆိုလို့ရှိရင်2ရက်လောက်3ရက်လောက်နဲ့ပြီးသွားတယ်အချို့ယာမင်းကြီးတွေကြတော့တစ်ပတ်လောက်ကြာတယ်ဟိုရှင်းတော့သမိုင်းကိုကြည့်မယ်ဆိုရင်တချို့ယာမင်းကြီးဆိုတလထီအောင်မှသူတို့ရွေးလို့မရသေးဘူးပေါ့နော်တရားလို့မဲပေးနဲ့အထာမမြောက်သေးတဲ့ဟာတွေမှာဆက်လက်ပြီးတော့လုပ်တယ်ဆိုဒီဟာကိုတော့ဆရာတော်နေတော့မှန်းလို့တော့ခက်တယ်ပေါ့နော်တပတ်လောက်အတွင်းလောက်ကာဒီနယ်တွေစုပြီးတော့ဒီမဲဆန္ဒပေးတဲ့အခါမှာတပတ်အတွင်းလောက်ရနိုင်လိမ့်မယ်လို့တော့မျှော်လင့်တယ်ပေါ့နော်မျှော်လင့်တယ်ပေါ့နော်အဲ့တော့ယာမင်းကြီးရွေးတဲ့အခါမှာလဲကာဒီနယ်ဖြစ်ပြီးသားတွေအသက်80အောက်ကလူတွေကာဒီနယ်တွေကမဲပေးပိုင်ခွင့်ရှိတယ်ယာမင်းကြီးအဖြစ်နဲ့လည်းပဲရွေးနိုင်ခွင့်ရှိတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်ဒီယာမင်းကြီးဇာပနာမိအောင်လို့အမိသွားဖို့ရန်အတွက်အစဉ်သီးရှိပါတယ်ဆရာတော်လည်းပဲဇာပနာမှာပါဝင်မယ်ပြီးတော့ယာမင်းကြီးရွေးချယ်တဲ့အခါမှာလည်းပဲဆရာတော်လည်းအသက်80မပြည့်သေးတဲ့အတွက်ကြောင့်မို့နော်ရွေးပိုင်ခွင့်လည်းပဲတော့ရှိပါတယ်သူများနဲ့စာလို့ရှိရင်တော့ပါတော့ဒီ the universal global ရဲ့ knowledge နဲ့အဲ့ဒါတွေကြတော့ဆရာတော်တို့ဒီမြန်မာပြည်မှာရှိတဲ့ဆရာတော်ကိုယ်တိုင်ကတော့အဲ့လောက်ထိသိပြီးတော့ကြဲပြန့်နဲ့သိပြီးတော့မရှိတဲ့အတွက်ကြောင့်မို့သိပြီးတော့မျော်လင့်နဲ့ပေါ့နော်မျော်လင့်နဲ့ပေါ့ဒါပေမဲ့ဆိုလိုနာတော့ပေါ့နော်သမိုင်းတစ်လျှောက်လုံးမှာကြည့်မယ်ဆိုလို့ရှိရင်ဒီခါကျတော့ဘယ်သူမဆိုမမျော်လင့်တဲ့ပုဂ္ဂိုလ်တွေကဒီခါကျတော့ယာမင်းကြီးဖြစ်နေရွေးချယ်ခံရတယ်လည်းရှိတယ်ပေါ့နော်အဲ့ဒါမျိုးကျတော့ဒီကတော့ကျွန်တော်တို့ယုံကြည်တဲ့အတိုင်းပဲဒီဖျားရဲ့ဝိညာဉ်တော်ဖျားရဲ့နှိုးဆော်မှုနဲ့အလိုတော်အတိုင်းပဲကျွန်တော်ကလက်ခံပြီးတော့နောက်ရွေးချယ်ကြမယ်လို့ကျွန်တော်ကဒီအစလေးကသူတို့အားလုံးယုံကြည်ကိုးစားထားကြတယ်ပေါ့နော်ဒီရဲ့ဟိုစိတ်နေသဘောထားလည်းပဲဒီပုပ်ဖရန့်စစ်သူတော်မြတ်သွားတဲ့နီလန်းအတိုင်းပဲဆက်လက်ပြီးတော့ရှောက်ကြဖို့ရန်အတွက်ဆိုပြီးတော့အားလုံးကဆန္ဒရှိတယ်အဲ့တော့ကြောင့်မို့ဒီယာမင်းကြီးပုပ်ဖရန့်စစ်သူတော်သူမြတ်အတိုင်းပဲအထူးသဖြင့်ဆင်းရဲသားတွေဒုက္ခရောက်နေတဲ့လူတွေအဝေးရောက်နေတဲ့ peripheries မှာရှိတဲ့လူတွေအတွက်အထူးပဲအာယုံပြုပြီးတော့ဒီအရာမကာတွေပဲနဲ့ပေါ့နော်လူမှုရေးဘက်မှာဒီစီးပွားရေးဘက်မှာတရားမျှတမှုဘက်မှာအစအရာမှာပေါ့နော်ဆောင်ရွက်မဲ့ပုဂ္ဂိုလ်ကိုပဲကျွန်တော်တို့ကပေါ့နော်မျှော်လင့်ပြီးတော့ထားတယ်ပေါ့ယာမင်းကြီးရဲ့ခရီးစဉ်ကိုပဲဆက်လက်ပြီးတော့လုပ်မယ်ဆိုတာအထူးပဲယုံကြည်ထားပါတယ်နော်